ဘာဝတရားရဲ့အကြမ်းတမ်းဆုံးနဲ့အားကောင်းဆုံးတိုက်ပွဲတွေကတစ်ခုဖြစ်တဲ့ Mass Org အထီးကြီးနှကောင်ရဲ့အားပြိုင်မှုကိုဒီဗီဒီယိုမှာမြင်တွေ့ရမှာဖြစ်ပါတယ်။ဗီဒီယိုအစမှာတင်ဒီတတဝါကြီးနှကောင်ဟာတကောင်နဲ့တကောင်အရှိန်ဟုန်နဲ့ပြေးဝင်ပြီးဦးချိုချင်းတိုက်ခိုက်လိုက်တာကိုတွေ့ရမှာပါ။ဦးချိုချင်းပြင်းပြင်းထန်ထန်ရိုက်ခိုက်လိုက်တဲ့အတန်းဟာလွင်ပြင်းတစ်ခုလုံးကိုဟိန်းထွက်သွားစေပြီးမြေပြင်ကဖုံးမုံတွေတောင်လွင်စင်သွားစေပါတယ်။ဒီအထီးတကောင်စီဟာတန်ဝက်နေပါလောက်အလေးချိန်ရှိတာကြောင့်သူတို့ရဲ့တိုက်ခိုက်မှုဟာတကယ့်ကိုအသက်အန္တရာယ်ရှိလာပါတယ်။တိုက်ပွဲခဏရနာချင်းမှာတော့ဒီအကောင်ကြီးဟာနှာခေါင်းကနေအခိုးငွေတွေထွက်လာတဲ့အထိမောခိုက်နေပြီးရှာလီလဲထွက်ကြနေလာကိုအနီးကပ်မြင်တွေ့ရမှာပါ။ဒါပေမဲ့သူတို့ဟာအရှုံးမပေးသေးပဲနောက်တစ်ချိန်ထပ်မံပြေးဝင်ပြီးခေါင်းချင်းရိုက်လိုက်ကြပြန်ပါတယ်။ဒီမြင်ကွင်းကိုဘေးနားက Mass Org အကောင်လေးတစ်ကောင်ကလည်းစိုးရိမ်တကြီးနဲ့ကြည်နေတာကိုတွေ့ရမှာပါ။ပုံမှန်အားဖြင့်ဒီလိုတိုက်ပွဲတွေဟာခဏလေးပဲကြာတတ်ပြီးမြဲအခုတစ်ခေါက်မှာတော့နှစ်ကောင်စလုံးကအားမလျှော့ကြပါဘူး။သူတို့ရဲ့မိသားစုဝင်တွေကလည်းဒီတိုက်ပွဲကိုအနီးကပ်စောင့်ကြည့်နေကြပါတယ်။ဒီတိုက်ပွဲမှာရှုံးနမိတ်ပြနေတဲ့အထီးကြီးဟာဘေးတိုက်ခိုက်ခံလိုက်ပြီးမြေပြင်ပေါ်ကိုလဲကျလူနီးပါထက်သွားပါတယ်။သူဟာနာကျင်စွာနဲ့အော်ဟစ်နေပြီးဒီတိုက်ပွဲမှာရှုံးနမိတ်ပြနေတာပါ။အကယ်၍သူသာရှုံးနမိတ်ပြခရီသူ့ရဲ့အမတွေအားလုံးကိုဆုံးရှုံးရမှာဖြစ်ပါတယ်။တိုက်ပွဲဟာပုံမပြင်းထန်လာပြီးတကောင်ကိုတကောင်အသေးလိုက်လံတိုက်ခိုက်နေကြပါတယ်။နောက်ဆုံးမှာတော့တိုက်ပွဲဟာပြီးဆုံးသွားပြီးအနိုင်ရတဲ့အထီးကြီးဟာသူ့ရဲ့အုပ်စုကိုပြန်လည်ဦးဆောင်ခွင့်ရရှိသွားပါတယ်။ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာတော့အနိုင်ရတဲ့အထီးကြီးဟာအမတကောင်ရဲ့အနောက်ကနေလိုက်ပြီးသူမရဲ့အနံ့ကိုခံကြည့်နေတာကိုတွေ့ရမှာပါ။ဒါဟာသူမမျိုးပွားကိုအဆင်ပြေမဖြစ်ကိုစစ်ဆေးနေတာဖြစ်ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာနှုတ်ခမ်းကိုလိပ်ပြီးထုံးခြားတဲ့အမူအရာတစ်ခုကိုပြုလုပ်လိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ကောင်ဟာတဘာဝတရားရဲ့မျိုးဆက်သစ်တွေအတွက်မိတ်လိုက်ချင်းလုပ်ငန်းစဉ်ကိုလှုပ်ဆောင်လိုက်ကြရင်ဗီဒီယိုလေးကပြီးဆုံးသွားတာပဲဖြစ်ပါတယ်